ကျိုးပန်းနေတာမဟုတ်ဘူးနော်တွန်းနေတာတော့ဗျအဲ့ခဏလိုက်ခဲ့မလားတနေရာလေးပါကွာရေမတဲ့ကိစ္စလေးတစ်ပြည့်ချင်းရှင်လို့ပါတက်တဲ့ဒါဘူးလမ်းကမောင်းနေရပြီဘောအဲ့မစဘူးဒီဘူးဒါကမင်းရတော့ကောပေါင်းတော့အင်းလေးဘူးအင်းလေးဘူးအင်းလေးဘူးဘာနေဖြစ်နေလဲအလကပေးမှာဗောရောက်လာပြီလားရောက်လာပြီလားဟေးဒီဘာဖြစ်နေလဲကွာဘာဖြစ်နေလဲဘာလဲရောကျွန်တော်မြင်မယ်တော့ကျွန်တော်မသားဘူးမသိတော့ဘူးဗျာတိုင်းမှာပါလေဟိုစကီးနဲ့တွဲသွားလို့လားဟုတ်တယ်ဒါကြောင့်ဒီလောက်ခံစားနေတာကွာနော်ကြည့်တာတော်တော်ချစ်တတ်တာချစ်တာခုတော့မရလောက်ရှိပြီဗျာတမီးလည်းမသားနိုင်ဘူးကျွန်တော်တော့ပြနေတယ်ကောင်းဘူးနေလားမသိဘူးအဲ့တော့မခံစားနဲ့ကွာမစားရငါမနိုင်မလားရတိုင်းရဒီကပါဇက်ကစားလဲဒီရင်ပါတဲ့ဆန်တော့မပြေးနိုင်ဘူးဘယ်သူပြေးပေးမှလဲသူဘာပြေးပေးနိုင်ဘူး တိတ်ပါကွာရောက်စိတ်တမ်းမတာနဲ့တို့ပါကူကြီးရမယ်ပြောပြောနေရအောင်ဘာကူညီပေးရဘာလုပ်ပေးရမှာလဲတကယ်ကြီးလည်းဘာလုပ်ပေးစီခြင်းကြည့်လေမင်းပြောနေငါတို့ကူညီမယ်လေကွာအဲ့ဒါကိုကျွန်တော်တခုတော့ပြောလို့ရမလားပြောဦးလေးတို့တိုင်းတို့မအားဘူးသာတိပါတယ်အဲ့ခဏလိုက်ခဲ့မလားတနေရာလေးပါကွာရေမတဲ့ကိစ္စလေးတစ်ပြည့်ချင်းရှင်လို့ပါတနေရာသွားကျင်တယ်ဘယ်လိုလုပ်မလဲခဏပဲမနေ့ကအရက်တွေတောက်တာလူလည်းမူးနေပြီဦးကြီးပါခဏလေးပဲလိုက်ခဲ့ပါကွာဟောလိုက်ခဲ့မိတိုင်းတွားမယ်အေးလိုက်ခဲ့မယ်တို့ကူညီမယ်ကွာဟုတ်လားလိုက်ခဲ့မယ်နော်မြင့်မလေးကောက်ခဲ့မြင့်မကောက်ခဲ့ပြီဒီတော့ကောက်ခွင့်မတော့တော့လေအပြင်သွားဘူးဘာနေပြစ်လာလဲပြောတာဒါနဲ့ကြည့်လေဒီအဲ့လိုစားမသွားနဲ့မိုးလေးနဲ့တောက်နေတာမှယူတော့မယ်လည်းလို့တကယ်မျိုးငါဟိုအိမ်လေးလိုက်ပို့ပါကွာကြည့်ရလို့ဆန်းစားနေရလို့လေမင်းရလေကွာဒီလောက်ကိုယ်တငယ်ချင်းဖြစ်နေအောင်မင်းဟေ့ပြီးမှတော့မယ်လားမင်းနဲ့နော်ကောက်လေလိုက်ပို့လိုက်သူ့မှာသားနာတဲ့နှလုံးသားရှိအဲ့လိုကွာတော့မကွာလားလည်းလို့ပြုတ်သားတော့မယ်လာကွာ
နေတာမဟုတ်ဘူးနော်ခိုးလွှမ်းနေတာနော်အဘ မင်းအမြဲတမ်းလွမ်းပြီးတော့လာပြီးငိုနေတာဒါမင်းကောင်းမလေးအိမ်လား မင်းနေပြီမင်းနေပြီ ဩဒါဆိုမင်းကောင်းမလေးအိမ်ပေါ့ဟုတ်လား မဟုတ်ဘူး ဟင်ဒါဆိုမင်းဘာဖြစ်လို့ဒီကိုနေတိုင်းလာပြီးတော့မင်းငိုနေတာလဲလွမ်းနေတာလဲဟင် ဒီလာတော့ကောင်ပါလေတနေ့ကြိုင်နေ့ကြိုင်သူနဲ့ကျွန်တော်နဲ့သူတို့အိမ်မှာနေနေတယ်တဲ့အဲ့ဒါကြောင့်သူနဲ့တက်တော့လာကြည့်နေတာ စောက်ယူဟမ်ဒါမစားနေဟဲ့ အလကားပေးပါဗော သူများအိမ်တော့ပါစောက်ပြတ်တယ်ပဲ ဆိုရတော်သားတယ် တားနေလို့လေ အဲ့လာပါကွာ လာပါဗျာ Nakasijin, hoya